ချက်တော်ညီကိုနမများကိုညုထူယူပါမင်္ဂလာရှိတဲ့နေ့နေ့ခင်းလေးဖြစ်ပါတယ်။ဝမ်းမြောက်ခြင်းလန်းဆန်းခြင်းညီတဲ့ခြင်းနဲ့အတူနေ့စတိုင်းမှာဘုရားသခင်ရဲ့ဂရုဏာထဲမှာတွာလာအသက်ရှင်ခွင့်ရတာဟာကျေးဇူးတော်များခံစားရတာပဲဖြစ်ပါတယ်။နေ့စတိုင်းဘုရားသခင်ရဲ့စကားနှုတ်ကပတ်တော်ကျွန်တော်အထက်မှာရှင်းတာပြီးအသက်ရှင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အသက်တာကဝမ်းမြောက်ခြင်းနဲ့ကြမ်းမှခြင်းနဲ့မင်္ဂလာအပေါင်းနဲ့ပဲပြည့်ဝခံစားနေရကြတာပဲမဟုတ်ဘူးလားမှန်ပါတယ်ဗျာဘုရားသခင်ကိုကျေးဇူးတော်ကိုအထူးချီးမွမ်းဖို့ဖြစ်ပါတယ်ဒီနေ့ဟာမင်္ဂလာရှိတဲ့နေ့ကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်2026 6လပိုင်း19ရက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်မင်္ဂလာရှိတော်တဲ့နေ့ခင်းလင်းဖြစ်ပါတယ်ကျွန်တော်အတွက်မင်္ဂလာဖြစ်စေမယ်မရှိမဖြစ်လို့အတဲ့ဘုရားသခင်ရဲ့စကားနှုတ်ကပတ်တော်လေးပဲကျွန်တော်တို့အထဲမှာပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။နေ့စတိုင်းမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဇေလို့ပေးနေတဲ့ကပတ်ပရောဖက်ကြီးယူပါအင်ဂျီကိုဂျေဇုတင်တယ်လို့စပရိအမတ်စီမှာအတင်းတို့ကိုဝတ်ဆောင်ပေးနေတဲ့ကျွန်တော်ကောင်းဆောင်ဆရာအကျွန်တော်ရင်းနဲ့ဆရာမတို့ကိုဂျေဇုတင်ကြောင်းပြောအပ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဘုရားသခင်ရဲ့စကားရောက်ရှိလာတဲ့နှုတ်ကပတ်တော်ကောင်းစီကတော့ဘုရားသခင်ရဲ့ဂျေဇုတော်ဝေပြားချာနာဆိုလင်ချင်းဆိုတဲ့နှုတ်ကပတ်တော်ကောင်းစီပဲဖြစ်ပါတယ်။ဝါကောင်းစီကိုဖတ်လိုက်တဲ့ကျွန်တော်မင်္ဂလာဖြစ်စေတာဖြစ်ပါတယ်။ဂျေဇုတော်ကဝေပြားမယ်ဒါပေမဲ့အဲ့ဒီဝေပြားခြင်းတွေမှာကျွန်တော်ကိုဆုံးလင်ချင်းပေးတယ်ဆိုတဲ့နှုတ်ကပတ်တော်ကောင်းစီပဲဖြစ်ပါတယ်။ဆိုတော့အချင်းပြုချမ်းတဲ့ချက်ကိုအတူတူဖတ်ရအောင်။ဒီရောအခန်းကြီး2အခန်းငယ်29မှာတိုးတိုလေဒီလိုဒီကိုရိုထမခံရတော့ဘိတ်တိတ်တို့ဒီတို့နဲ့ဒီဖရဲစလောခရိယာအချို့ကဘိတ်တိတ်ပေးခြင်းအနွိုက်တင်းများစွာရှိတယ်ဟုကျွန်တော်တို့ယုံကြည်ကြတယ်ဒါပေမဲ့လေတမန်ကျမ်းစာကဘိတ်တိတ်ကိုအနေကင်းစီကူလာအဖြစ်တာရေညူးဖော်ပြထားတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ဘိတ်တိတ်ကအများကြီးမရှိပါဘူးဘိတ်တိတ်ဆိုတာတခါပေးတခါရတခါခံရအဲ့ဒါပဲဖြစ်ပါတယ်ခရစ်တော်ရဲ့အတိတ်ကိုကျွန်တော်ဟေဘေးလို့ကြည့်တဲ့အခါမှာ anointed man လို့ခေါ်တာဖြစ်ပါတယ်ဆိုတော့ခရစ်တော်ကိုရတာနဲ့ကျွန်တော်ကခရစ်တော်အဖြစ်တန်ရှင်ဝိညာဉ်တော်ကိုရမယ်တန်ရှင်ဝိညာဉ်တော်ကိုခံရတာနဲ့ကျွန်တော်ကဗိတ်တိတ်တခါခံရပြီဖြစ်ပါတယ်ထခါခံမခံရဘူးဖြစ်ပါတယ်ထခါခံเสียလဲမလုပ်ဘူးဖြစ်ပါတယ်ဒါကိုအထူးနားလည်ဖို့ဖြစ်ပါတယ်ဆိုတော့ဘာပဲခံရမလဲကျွန်တော်ဆက်လက်ပြီးတော့မှဖတ်ရှုရအောင်ကျွန်တော်တို့ဒီဗိတ်တိတ်တော်တပါးသေးကိုတာခံယူရရှိထားပြီးဖြစ်ပြီးတော့မှအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဒီဗိတ်တိတ်တော်ဒီကျွန်တော်တို့၌သာဝရတည်ရှိနေတာပဲဖြစ်ပါတယ်ဖရဲစလောကျွန်တော်တို့အဲမှာငွေကြေးအင်ထိုရေးကျမ်းမာရေးအစရှိတဲ့တို့အတွက်တီးခြားစီကွေးပြတော့ဗိတ်တိတ်များရှိနေခြင်းမဟုတ်ပါဘူးကျွန်တော်တို့နော်ကျွန်တော်အတွက်ငွေကြေးရဲ့အတွက်အင်ထောင်ရဲ့အတွက်ကျမ်းမာရေးအတွက်ဗိတ်တိတ်တစ်ခုချင်းစီလူအပ်တာမဟုတ်ပါဘူးအဲဒီကျွန်တော်တို့လူအပ်ချက်အတွက်ဗိတ်တိတ်လည်းတစ်ခုချင်းစီအဲ့လိုရှိနေတာမဟုတ်ပါဘူးကျွန်တော်တို့ကိုသခင်ယေရှုအားဖြင့်တခါတည်းအလုံးစုံဗိတ်တိတ်တခါတည်းနဲ့ပေးလိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့လေကျွန်တော်တို့တွေပွေးပြားဆုံးနေတော့ကျေးဇူးတော်ဂရိတ်များစွာရှိပါတယ်တဲ့ဗိတ်တိတ်ကတော့တခါပဲရှိပေမဲ့လေပွေးပြားဆုံးနေတဲ့ကျေးဇူးတော်ကတော့အများကြီးရှိတယ်တဲ့ဒါကြောင့်မို့ကျေးဇူးတော်ဒီတဲ့ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့အရှင်ယေရှုခရစ်တော်ကိုတည်ကြွခြင်းအတိပညာအားဖြင့်တိုးပွားလာနေတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီကျေးဇူးတော်ကကျွန်တော်တို့ကိုဘယ်လိုအဖြစ်တိုးပွားစေတယ်လဲဆိုတော့ဘုရားသခင်နဲ့ယေရှုခရစ်ကိုတည်ကြွခြင်းအတိပညာနော်ဘုရားသခင်ကိုတည်ကြွခြင်းအတိပညာဝါစနာပညာအားဖြင့်ပဲပါဖြစ်လေကျွန်တော်တို့ကျေးဇူးတော်ကတိုးပွားမှာဖြစ်ပါတယ်ဆိုတော့ယေရှုခရစ်တော်လို့ပြောတဲ့အခါမှာနှုတ်ကပတ်တော်ကိုအဓိကကျွန်တော်တို့အချင်းခါပြီးနှုတ်ကပတ်တော်ကိုတည်ထားဖို့လိုအပ်တယ်ယေရှုခရစ်တော်ကနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာယောဟန်တိတိမှာဖော်ပြတယ်ဒါကြောင့်ကျွန်တော်တို့ယေရှုကိုတည်ရဆိုရင်ပါယေရှုရဲ့အကြောင်းကိုတည်ရုံဆိုရင်ပိုနှစ်ရှမ်းတဲ့ရောက်ကိုတည်ဖို့ဆိုရင်နှုတ်ကပတ်တော်ကိုကျွန်တော်တို့များစွာနှုတ်ကပတ်တော်ကိုနည်းနည်းချို့ကျွန်တော်တို့ဖွင့်ပြချက်ကိုနည်းနည်းချို့ကျွန်တော်တို့တည်ဖို့လိုအပ်တယ်ဆိုတဲ့အရာကို
ကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်တမန်ကျမ်းစာကဂျေဇုတော်အမျိုးမျိုးအကြောင်းကိုဖော်ပြထားပါတယ်တဲ့ကြည်အမဘုရားသခင်ယေရှုခရစ်တော်နဲ့ယေရှုခရစ်တော်ဖြစ်တဲ့နှုတ်ကပတ်တော်ထဲမှာပဲတဲ့ဂျေဇုတော်အမျိုးမျိုးအကြောင်းကိုကျွန်တော်ကိုဖော်ပြတာဖြစ်ပါတယ်ဓမ္မအမှုတော်ဆောင်ခြင်းငွေကြေးကြားမှရင်းနဲ့ကျွန်တော်ရဲ့အသက်တာ၌ဂါနအတီးတီးအတွက်ဂျေဇုတော်ရှိပါတယ်တဲ့ကျွန်တော်ရဲ့ဓမ္မအမှုတော်ဆောင်ခြင်းငွေကြေးကြားမှရေးထဲမှာအဲ့ဒီကဏ္ဍအားလုံးအတွက်ကျွန်တော်တို့ကျေးဇူးတော်ရှိပါတယ်တဲ့တခုချင်းစီအတွက်ကျေးဇူးတော်တွေရှိတယ်တဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့လူအပ်သမျှအရာတိုင်းအတွက်ကျေးဇူးတော်ရှိပါတယ်ကျွန်တော်လူအပ်တဲ့မှန်သမျှအရာအတွက်ကျေးဇူးတော်ရှိတယ်တဲ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာတိုးပွားလာရအတွက်ဆိုရင်ဗိတ္တိတို့ကိုထား၍စွတ်မတောင်းပါနဲ့တဲ့ဘုရားခင်ကျွန်တော်တို့ကောင်းချီးဖြစ်ဖို့မင်္ဂလာဖြစ်ဖို့ပိတ်တိကိုတူလောင်ပေးသနာတော့ပါမတောင်းပါနဲ့တဲ့ပိတ်တိကပေးပြီးဖြစ်ပါတယ်ယေရှုကိုရပြီးနောက်ပိုင်းရကလေးကကျွန်တော်တို့ကပိတ်တိချင်းကိုခံရပြီးသားဖြစ်ပြီးတော့မှဒီပိတ်တိကိုထပ်မှတူပွားလာမည်မဟုတ်ပါဘူးတဲ့ဘယ်တော့ပဲတောင်းထပ်ပြီးမှတူပွားလာခြင်းရှိမှမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့အဲ့လိုပိတ်တိချင်းကိုတောင်းမဲ့အစားကျွန်တော်တို့အနေဖြင့်ဂျေဇုတို့ပုံမူလိုအပ်နေတော့ကာဏတွေဘုရားသခင်နှုတ်ကပတ်တော်ကိုလက်လာစီးပူပြီးတော့မှလက်တွေ့ကျင့်သုံးဖို့လိုအပ်တယ်လို့ပြောနေခြင်းဖြစ်ပါတယ်အဲ့ဒီအခါမှာအဲ့ဒီလက်တွေ့မဲ့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုလက်လာစီးပူပြီးမှလက်တွေ့ကျင့်သုံးမယ်ဆိုရင်ပိတ်တိတ်တို့ဒီရေရှည်တင်တတ်တော့တရားမှုရှိတဲ့ရာထိုကာဏစီတို့ဦးဒီလှုပ်ဆောင်ပေးလိမ့်မည်ဖြစ်ပါတယ် Hallelujah praise the Lord အဲ့တော့ကျွန်တော်ရဲ့ပိတ်တိတ်ကရေရှည်တင်တတ်ဖို့လိုအပ်တယ်ရေရှည်တင်တတ်စေဖို့လိုအပ်တယ်အဲ့ဒီရေရှည်တင်တတ်ဖို့အတွက်ဆိုရင်နှုတ်ကပတ်တော်ဖွင့်ပြခြင်းလိုအပ်တယ်ကျွန်တော်ရှိပြီးသားဂျေဇုရှိပြီးသားပိတ်တိတ်ကတည်တတ်ဖို့ပဲလိုတယ်တူပွားဖို့မဟုတ်ပါဘူးတူပွားမဲ့အရာကဂျေဇုတော်အမျိုးမျိုးဒါကြောင့်ဂျေဇုတော်မတ်တပါထားစီရတပါအဲ့လိုရှိတာဖြစ်ပါတယ်တပါလို့ဖြစ်မှာဂျေပြောတဲ့အခါမှာဂျေဇုတော်ကပုဂ္ဂိုလ်လို့အများကြီးကျွန်တော်ကိုဂျေဇုဂယုဏဆိုတာအများကြီးတူပေါ်ဆရာအကြောင်းရှိတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အဖြစ်နော်ကျွန်တော်တည်ရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အတ္တမှာဂျေဇုတော်တူပေါ်ဖို့လိုအပ်တယ်ဂျေဇုတော်အထင်းမှာပဲကျွန်တော်တို့အများစွာလှုပ်ဆောင်နိုင်တော့အခွင့်အောင်နိုင်တော့အခွင့်ရမှာဖြစ်တယ်ဆိုတဲ့အရာကိုနားလေရခြင်းဖြစ်ပါတယ်အလိုဘုရားရှိခိုးကြီးပေးပါစေယနေ့အတွက်ဆုတောင်းချက်ကိုတော့ဆုတောင်းရအောင်။အိုအဖဘုရားကျွန်တော်ဒီကိုတော်မြတ်ဤနှုတ်ကပတ်တော်ကိုနေ့စဉ်အသက်တာတွေကြည်တွန်းတင်နေအညီကျွန်တော်ရဲ့အသက်တာကာလတိုင်း၌ယေရှုတော်ဒီတူးပွားလာပါစေတော့ကျွန်တော်ရဲ့အတွင်း၌အလွတ်လွတ်တော်မူတော့ကိုတော်မြတ်ဤဝိညာဉ်တော်တကူအားဖြင့်ကျွန်တော်ဒီအစဉ်တစိုက်အတိအပွေရလကောင်းမြတ်ကိုဖြစ်ထူးစေပါသည်။ Prophet ပြုခြင်းချက်ကိုတော့ကျင့်ကြရအောင်ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုလက်တွေ့ကျင့်သုံးသူဖြစ်ပါသည်အာမင်ထို့ကြောင့်ကျွန်တော်ဤအတ္တတာတွေနေ့စဉ်နေ့တိုင်းကျေးဇူးတော်များတိုးပွားလာတဲ့နဲ့အမြတ်ကဏ္ဍသား၌ရလကောင်းများရရှိခံစားရမည်ဟုအသေးချာအမခါချင်းရှိပါတယ် Praise the Lord နောက်ထပ်လဲအကြံချင်းကတော့နိကိုအခန်းကြီးကိုအခန်းငယ်10ဖြစ်ပြီးတော့မှ365ရဲ့တမန်ကျမ်းစာဖတ်ရှုခြင်းယနေ့အတွက်ကြံချင်းကတော့ဒီနေ့မှာဆိုရင်160ရှိရင်မြောက်နဲ့ရောက်သွားပြီဖြစ်ပါတယ်အဲ့ဒီအတွက်ကြံချင်းကတော့လုကာအခန်းကြီး7အခန်းငယ်29ကနေ54ဖြစ်ပြီးတော့မှစာလကျအခန်းကြီးတွေပဲ66ကနေ69အထိဖြစ်ပါတယ်အားလုံးဘုရားရှင်ကောင်းချီးပေးပါစေ Praise the Lord Amen